လုံးမင်္ဂလာပါရှင်ဒီနေ့ကတော့မိမိတို့ရေးမှုအထင်ဆိုင်မှာစပေါ့လုံးကောင်ဝင်ရောင်စုံလဲကျိုးပါတဲ့ဒီဇိုင်းလှလှလေးကိုရောင်းပေးသွားမှာပါရှင်ဒီမှာအယုတ်မကိုလည်းဝတ်ပြပေးထားပါတယ်ရှင်ဒီမှာတော့သူကတော့လဲပေးမှဒီလိုလဲကျိုးချီပါမယ်ပေါ့နော်လဲကျိုးချီပါမယ်ဒီလဲကျိုးတော့ဘယ်လိုလုပ်ပြီးတော့ဝေးရပါတယ်ရှင်ဒီခါမှဆိုရင်လည်းမြော့ပါပါတယ်ခါမှမြော့ပါတဲ့အတွက်ပိန်တဲ့သူရောဝါတဲ့သူရောအဆင်ပြေပါတယ်ရှင်ဒီလိုအောက်နာမှဆိုရင်လည်းအတွန့်ဝဲလေးထည့်ပေးထားပါတယ်ရှင်ဒီမှာတော့အယောင်လေးလိုင်းဆိုရင်လည်းအကုန်လုံးလာပါတယ်ဒါလေးဆိုရင်လည်းပြာရောင်လေးပေါ့နော်လဲကျိုးချီလေးနဲ့လက်မှာဆိုရင်လည်းဒီလိုအစည်းလေးပါတယ်ပေါ့နော်လက်စည်းလေးနဲ့ပါအောက်မှာဆိုရင်လည်းဒီလိုအတွန့်ဝဲလေးထည့်ပေးထားပါတယ်ရှင်ဒါလေးကတော့နက်ပြာရောင်လေးပေါ့နော်အယောင်လေးလိုင်းလေးတွေကတော့အကုန်လုံးလာတဲ့အယောင်လေးတွေပဲရှိပါတယ်ရှင်များပါတယ်အယောင်လိုင်းလေးတွေကတော့များပြီးတော့လာတဲ့အယောင်လေးတွေပေါ့နော်ဒီမှာဒါဆိုခရမ်းရောင်လေးပါဒီမှာလက်မှာအစည်းလေးပါမယ်အောက်မှာဒီလိုအတွန့်လေးပါမယ်ပေါ့နော်အနောက်မှာဆိုရင်လည်းဒီလိုမြော့လေးနဲ့ပေါ့နော်ကဲဒါလေးကတော့နီညိုရောင်လေးပေါ့နော်နီညိုရောင်လေးဆိုရင်လည်းရမ်းလာပါတယ်ရှင်ဒီမှာနော်လဲဂျိုလေးနဲ့ပေါ့နော်လဲဂျိုလက်စီးပါတယ်လက်ရှည်ဒီဇိုင်းပေါ့နော်ခုကစပေါ့လုံးလေးတွေကအကုန်လုံးလာပါတယ်အရောင်လဲစုံပါတယ်အနက်ရောင်လေးဆိုရမ်းလာပါတယ်နော်ကြည့်ပါဦးဒီအနက်ရောင်ကလူကြိုက်ရမ်းများပါတယ်ရှင်ဒီမှာနော်ဒါဆိုအဝါရောင်ဖြော့လေးပေါ့နော်အဝါရောင်ဖြော့လေးဆိုရင်လည်းလာပါတယ်အရောင်လိုင်းလေးတွေကတော့အကုန်လုံးလာပါတယ်ရှင်ပရောင်တစ်ခုမှမပါဘူးပေါ့နော်ဒီလိမ်မော်ရောင်လေးဆိုရင်လည်းအရန်ချစ်စရာကောင်းပါတယ်ရှင်ဒီမှာနော်ရှည်ရှည်လေးနဲ့ဒူပုံဝဲလေးဖြစ်မဲ့ဒီဇိုင်းထင်ရပါဒါလေးဆိုအဖြူရောင်လေးပေါ့နော်ဒီအယုတ်မကိုစုပ်ပိတ်ထားတဲ့အဖြူလေးဆိုရင်လည်းအရန်လာပါတယ်ရှင်ဒီမှာနော်ကဲအရောင်တွေကတော့အများကြီးရှိပါတယ်အကုန်လုံးလာပါတယ် LB ဆိုရင်တော့80ကနေ125 130အထိဝယ်လို့ရပါတယ်9ရောင်9တဲ့တစည်းကနေစပြီးတော့ဝယ်ယူလို့ရပါတယ်ရှင်